ဘောလုံးပွဲတစ်ပွဲရဲ့ရလတ်ကိန်းဂဏန်းနဲ့တကယ်ရောကြိုတင်ခန့်မှန်းလို့ရလားကဲဒီတစ်ခေါက်မှာတော့လေ Premier League ပွဲစဉ်29အတွက် data တွေကဘာတွေပြောနေလဲဘယ်လိုမျိုးအဖြေထုတ်ပေးထားလဲဆိုတာကိုအတူတူစိတ်လှုပ်ရှားပွဲရလေ့လာကြည့်ကြအောင်အော်ဒါကတော့လေအမြဲတမ်းမင်းတွေကြမေးခွန်းတစ်ခုပဲကွင်းတွေကကစားသမားတွေရဲ့စိတ်ခံစားချက်တွေကန်တီကပြီးတော့မထင်မထားတဲ့အလက်အပြောင်းတွေနဲ့ပြည့်နေတဲ့ဒီဘောလုံးဆိုပဲအားကစားကိုကိန်းဂဏန်းအေးဆက်တွေနဲ့တကယ်ပဲတိုင်းတာလို့ရမှာလားဗျာဒီ data hub ကတော့သူတို့လက်နိုင်တယ်လို့ဆိုပါတယ်ဆိုတော့ဒီဇာခွက်လေးတစ်ခုထဲမှာပွဲစဉ်29ရဲ့အဖြေတွေအားလုံးရှိနေနိုင်တယ်ပေါ့ကဲဒီ data တွေရဲ့နောက်ကွယ်ကလူကြီးချက်တွေကိုတစ်ခုချင်းစီအတူတူအဖြေရှာကြည့်ကြရအောင်ကဲဒီခမ်းမှန်းချက်တွေအသေးစိတ်တဲ့ကိုဝိုင်းခင်မှာပေါ့နော်အရေးကြီးဆုံးကဒီဇာခွက်ကိုဘယ်လိုဖတ်ရမလဲဆိုတာကိုအရင်ဆုံးအတူတူနားလည်အောင်လုပ်ကြည့်ကြရအောင်ဒီ data hub ကိုဖတ်ရတာတကယ်တော့ယူရှင်းပါတယ်ပထမဆုံးစနစ်ကတော့ကိုကြည့်ချင်တဲ့ပွဲစဉ်ကိုရှာလိုက်အောင်ပါပဲပြီးရင်အဆင့်2အဲ့ဒီပွဲအတွက်ခန့်မှန်းထားတဲ့ဂိုးရက်လက်ကိုစစ်ဆေးမယ်အဆင့်3မှာတော့အရေးကြီးတဲ့နိုင်ချေရခိုင်နှုန်းတွေကိုချိန်ဆကြည့်ရမှာပေါ့အင်ကွင်းနိုင်မလားတေချားမလားအဝေးကွင်းနိုင်မလားဆိုတာဒီပေါ့နောက်ဆုံးအဆင့်4ကတော့အရေးကြီးဆုံးပဲလို့ပြောလို့ရတဲ့ trend analysis အပိုင်းမှာဒါကလေခဏန်းတွေတက်တယ်မဟုတ်ပဲအတင်းရဲ့လက်ရှိခြေစွမ်းဘယ်လိုရှိလဲဒဏ်ရာရကစားသမားတွေရှိနေလားဆိုတဲ့နောက်ွယ်ကဇလန်တွေကိုပြောပြတဲ့နေရာပါဟုတ်ပြီ data ကိုဘယ်လိုဖတ်ရမလဲတီးပြီဆိုတော့ကဲဒီဇာကွက်ထဲကတေချာပေါင်းနိုင်မယ်လို့ data ကအခိုင်အမာထုတ်ပြနေတဲ့အသင်းတွေအဲ့ဒီပွဲတွေကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ကြည့်လိုက်ပါအောင်ချက်စစ်ရခိုင်နော်ဟုတ်ပါတယ်ချက်စစ်ရခိုင်နော်တော့ပါဒါက Man City အတင်းက Nottingham Forest ကိုအင်ကွဲမှာအနိုင်ရဖို့ရှိနေတဲ့နိုင်ကြီးအခွင့်အရေးပါပဲဒီတစ်ပတ်ပွဲစဉ်တွေအားလုံးထဲမှာလေဒေတာကယုံကြည်မှုအခိုင်အမာဆုံးပေးထားတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီးသူတို့ရဲ့လက်ရှိခြေစွမ်းကောင်းနေတာကိုပါထဲတွက်ခါပုံရပါတယ်ဒီဘာချတ်ကိုကြည့်လိုက်ရင်ပို့ပြီးတော့ရှင်းသွားပါပြီ Man City ရဲ့98%နိုင်ကြီးကတခြားအသင်းတွေထက်အပြတ်သက်ကိုတာလွန်နေတာတွေ့ရမှာပါသူ့နောက်မှာတော့အဝေးကွင်းမှာ Liverpool က68%နဲ့နိုင်ကြီးရှိနေပြီးတော့ Everton ကကြောင့်အင်ကွင်းမှာ58%နဲ့ data ရဲ့ထောက်ခံမှုကိုရရှိထားပါတယ်ဟုတ်ပြီအနိုင်ရဖို့တေချာတယ်လို့ရှိတဲ့ပွဲတွေအကြောင်းပြောပြီးပြီဆိုတော့အခုတခါ data ကိုတိုင်းတောင်ခေါင်းစားသွားတဲ့ပွဲတွေပြောရရင်တော့ရက်လက်ကိုဘလို့မှခံမရခတ်တဲ့အကျိန်းနဲ့ပွဲစဉ်တွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်အောင်ကြီးပါ Leeds နဲ့ Sunderland ပြီးတော့ Spa နဲ့ Palace ပွဲစဉ်တစ်ခုလုံးမှာလေနိုင်ကြီးရခိုင်နှုန်းတွေကတော်တော်လေးကိုကတ်နေတာတွေ့ရမှာပါအင်ကွင်းနိုင်တည်အဝေးကွင်းနိုင်ကြီးတွေကသိမကွာဘူးဆိုတော့ဒီပွဲတွေရက်လက်ကတကယ်ကိုဘဲဘက်ကိုမဆိုရင်းသွားနိုင်နေဆိုတဲ့အဓိပ္ပာယ်ပါပဲဒီဒိုနတ်ချာကိုကြီးလိုက်ရင်ပိုရှင်းသွားမယ်ပြီးသားတစ်ချက်ကိုအစိတ်သုံးစိတ်မညီမညာပိုင်းထားသလိုပါပဲဟုတ်တယ်လီဂ်ရဲ့40ရာခိုင်နှုန်းကအကြီးဆုံးပိုင်းတော့ဟုတ်ပေမဲ့ကျန်တဲ့30ရာခိုင်နှုန်းစီနဲ့ပိုင်းကလည်းတေးတယ်လို့လုံးဝပြောလို့မရပါဘူးဘယ်အသင်းကအကြီးဆုံးပိုင်းကိုရပါမလဲဆိုတာကတော့တကယ်ကိုရင်ခွန်းစရာကောနေပါတယ်ခင်ကနန်းတွေကဆလန်2ဝက်ကိုပဲပြောပြနိုင်တယ်ဆိုတာမှပါတယ်ကဲအခု trend analysis ဆိုတဲ့ column ကနေပြီးတော့စာကြောင်းတွေကြောင်းမှာဖွက်ထားတဲ့ခမန်းချက်တွေရဲ့နောက်ွယ်ကတကယ်အကြောင်းရင်းတွေကိုအတူတူဆက်ပြီးရှာဖွေကြည့်ကြရအောင်ဒီ icon လေးရလေပွဲတစ်ပွဲရဲ့ဇလန်ကိုပို့ပြီးပြည့်စုံစေပါတယ်ဥပမာမီတော့ပုံလေး fire ကခြေစွမ်းတောက်ပြောင်နေရဆိုတဲ့သဘောတတိပြည့်တင်ကြတော့ crisis ဆိုရင်တော့အဲ့ဒီအတင်း active ဖြစ်နေတယ်ပေါ့ inject ကတော့တန်ရပြဿနာချင်းခွန်းပုံတည်ရကြလည်နေဆိုတဲ့အလားလားပြီးတော့အိမ်ပုံအင်ကတော့ရှင်းပါတယ်အိမ်ခွဲအားသားချက်ကအဓိကကြတယ်ဆိုတာကိုကိုးစားပြုပါတယ်ဟုတ်ပါတယ်စပါတိန်ဘေကအဲ့ဒီ crisis ဆိုတဲ့တိုင်စိတ်လေးကလည်းရာခိုင်နှုန်းတဲ့တက်တက်ကမဖော်ပြနိုင်တဲ့အသေးပဲကိုဆောင်နေပါတယ်ဒါကအတင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာအခြေအနေဒါမှမဟုတ်မကြားထိခင်ကရက်လက်ဆိုးလေးလို့ကွင်းပင်ပါကအကြောင်းအရာတွေကကစားသမားတွေရဲ့ခြေစွမ်းအပေါ်ဘလို့တက်ရောက်နိုင်တယ်လဲဆိုတာကိုပါထည့်သွင်းစဉ်းစားထားကြောင်းပြနေတာပါပဲကဲဒီလေးလာတုံးတဲ့ချက်ကြီးအောင်လုံးကိုခြုံငုံပြီးတော့ပွဲစဉ်တွေဆက်ကူတဲ့ data ကနေရတဲ့အကြီးကတိကျစတဲ့အချက်ဒီကိုအနည်းချုပ်ကြည့်လိုက်ကြရအောင်ဆိုတော့ခြုံပြောရရင်တော့အထူးအချက်တွေက Man City, Liverpool နဲ့ Everton တို့ကနိုင်ပွဲရဖို့အခွင့်အရေးများနေတယ်ဒါရှင်းလင်းတဲ့အချက်ပေါ့ပြီးတော့ပွဲစဉ်တော်များများကတစ်တည်ကြမြေလို့ခံမှန်းထားတာကြောင့်တော်တော်လေးအကျိန်နဲ့ရှိမှသေးကြတယ်အရေးကြီးဆုံးကတော့ခြေစွမ်းဒဏ်ရာအချက်တွေလို့ကိန်းကနန်းမဟုတ်တဲ့အချက်တွေကရလာပေါ်တိတာလွှမ်းမိုးမှုရှိနေတယ်ဆိုတာပါပဲနောက်ဆုံးအနေနဲ့ဒီမြေခွန်းလေးနဲ့ပဲညီကုံချုပ်လိုက်ချင်ပါတယ် data ရတော့သူတို့ရဲ့အဖြေကိုပေးပြီးသွားပြီဒါပေမဲ့ဘောလုံးရဲ့တကက်လာရီယာဆိုတာကကွင်းတဲကမခန့်မှန်းလိုက်တဲ့ဇလန်းထဲမှာရှိနေတာမဟုတ်လားဆိုတော့ဒီတစ်ပတ်မှာရောဘယ်အသင်းကဒီကင်းကနန်းနဲ့တော့ဆန့်ကျင်ပြီးအားလုံးကိုအားသင့်စင်မလဲဆိုတာကတော့